သခင်အနာဂတဝင်ဒေသနာတော်မှာနောက်ပွင့်တော်မူမည်အရိမတိယပြတ်ဖျားလုံးလျာရာဇဂိုကြည်ရှင်ဗိမသာရဤမြည်တော်ရာဇဂိုကြည်ရှင်အဇာရတဤသာတော်အဇိတမြတ်ယဟန်ပါနောက်ဆုံးဘဝမှာယေတုမရီကြီးရှင်သင်္ခမင်္ဂလာကြီးမြင်ဆရာချင်းအာဇနီးပါဓမ္မဝရီဝင်းပြတိုက်မှာတန်နေယူကဣတိပဒနာသမင်တော်မှာအရိမိတေယအလောင်းတော်ဖွာမြင်သခင်အနာဂတဝင်ဒေသနာတော်မှာနောက်ပွင့်တော်မူမည်အရိမတိယမြတ်ဖျားလုံးလျာရာဇဂိုကြည်ရှင်ဗိမသာရဤညီတော်ရာဇဂိုကြည်ရှင်အစာရတဤသာတော်အဇိတမြတ်ယဟန်ပါဖျားဖြစ်မည်နောက်ဆုံးဘဝမှာမရီကြီးရှင်သင်္ခမင်္ဂလာကြီးမြင်ဆရာကျေရသနီးပါဓမ္မဝရီဝင်းပြတိုက်မှာတန်နေယူကဣတိပဒနာသမင်တော်မှာအရိမတေယအလောင်းတော်ခွာမြင်လာတောင်းပါမစော့မအမကြိုးမကန်း96ဝေဒနာကင်းကွာမတလုံးရေသဘူရီပါသာဝရိသာရပိသာမြာလောင်းတော်ယူရတဲ့ကုသိုလ်တွေဟာစုပေါင်းအကျိုးပေးမိတာပလင်မှာအရိမတေယဖယားရှင်ပွင့်နေတာအရိမတေယမြတ်စွာပွင့်တော်မူတဲ့အခါဟူလိုက်လူများမှာယဟန်ပြုသူယဟန်တကာခံသူမိဘကိုလှုပ်ကြွေးသူငါးပါးသီလစောင့်ထိန်သူတရားဘာဝနာပွားများသူဖရာတသောဇယက်ကြောင့်တိဆောက်မွမ်းမံပြင်ဆင်သူရေတွင်ရေကန်တူဖို့သူပိဏဘတ်ဆွန်းလောင်းတဲ့သူနောက်ဆုံးမိတ်ဒီပွဲနှင့်လွဲတဲ့သူများမှာခြားခြားလဲပြီးအောင်တော့အသိချေကကမာတဲ့
ပါမစွတ်မအမကြိုးမကန်းဟိုးလေချက်ဝေဒနာကင်းကွာမာတလုံးရေသဘူရီပါသာဝရိန်သာရပင်သာညာလောင်းတော်ပြုခဲ့တဲ့ကုသိုလ်တွေဟာစုပဝကြိုးပင်ပြီလားခန့်တော်ပင်ရင်ပရမညာပလင်မှာအရိမြတ်တရားဖယားရှင်ပွင့်ပြီလားအရိမြတ်တရားသာသနာတော်ကျိုးသူလေးသာဘုံကလေးမြို့နယ်တေချောင်းကျင်းရွာဆရာတော်ဖယားကြီးကဝိနည်းရများတွေ့တာခန့်တော်တစ်ထောင်စိုက်ပြောလို့သာသနာအောင်လံလေးမလွင့်ထူဓမ္မလှည့်ရင်ကြီးအတူစီးတာနေဘူးတောင်းကန်းအရောက်လန်းနိုင်စေရာသာသနာတော်ကျိုးလို့လေးသာဘုံကလေးမြို့နယ်တေချောင်းကျင်းရွာဆရာတော်ဖယားကြီးကဝိနည်းရများတွေ့တာခန့်တော်တစ်ထောင်စိုက်ပြောလို့သာသနာအောင်လံလေးမလွင့်ထူဓမ္မလေရင်ကြီးအတူစီကနေဘူးတောင်းကန်းအရောက်လန်းနိုင်စေရာအရိမြတ်တရားမြတ်စွာပွင့်တော်မူတဲ့အခါဦးလိုက်သူများမှာယဟန်ပြုသူယဟန်တကားခံသူမိဘကိုလှုပ်ကြွေးသူငါးပါးသီလစောင့်ထိန်သူတရားဘာဝနာပွားများသူဖယားတစောင်းဇယက်ကြောင့်တီဆောက်မွမ်းမံပြင်ဆင်သူရေတွင်ရေကန်တူဖို့သူပိဏဘတ်ဆွန်းလောင်းတဲ့သူနောက်ဆုံးမိတ်ဒီပွဲနှင့်လွဲတဲ့သူများမှာရှာရလဲပဲအောင်တော့အပင်ချေကကပါရဲ့မှာဘုရားသခင်အနာဂတဝင်ဒေသနာတော်မှာနောက်ပွင့်တော်မူမည်အရိမတိယပြတ်ဘုရားလုံးဘုရားရာဇဂိုပြည်ရှင်ဗိမသာရဤညီတော်ရာဇဂိုပြည်ရှင်အဇာရတဤသာတော်အဇိတမြတ်ယဟန်ပါဘုရားဖြစ်မည်နောက်ဆုံးဘဝမှာဧတုမရီပြည်ရှင်သင်္ခမင်္ဂလာကြီးမြင်ဆရာခြင်းအာသနီပါဓမ္မဝရီဝင်းကြတိုက်မှာတန်နေယူကဣတိပဒနာသမင်တော်မှာအရိမိတေယအလောင်းတော်ဖွားမြင်လားသခင်အနာဂတဝင်ဒေသနာတော်မှာ
နောင်ခွင့်တော်မူမည်အရိမရိယမြတ်ဘုရားလောင်းလျာရာဇဂိုပြည်ရှင်ဗိမသာရဤညီတော်ရာဇဂိုပြည်ရှင်အစာရတဤသာတော်အဇိတမြတ်ယဟန်ပါဘုရားရှင်ကြီးနောက်ဆုံးဘဝမှာဧတုမရီပြည်ရှင်သင်္ခမင်းသားဤမြင်းဆရာကျေရသည်နီးပါဓမ္မဝရီဝင်းပြတိုက်မှာတန်နေယူအားဣတိပဒနာသမင်တော်မှာအရိမတေယအလောင်းတော်ခွာမြင်လားတို့ချင်းခါလူပြည်လူရွာလူတို့ရဲ့သက်တမ်းနှစ်8000ပါမစွန့်မအားမကြိုး